ခင်ဘုရားဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာကောင်းစုပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာလွတ်ကင်းဘုရားဒိဋ္ဌာနာဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာတောင်းစပြုတဲ့ပြည်နိဗ္ဗာန်မဖို့ရတော့ရပါစေသာမ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
မ
လာလာပါဗျာဆေးဝိဒါအေးဝိဒါဘာသာဝိဒါမနဲ့ဟေးဂျာရီလာရီဒေလာရီဆေးဝိဒါအေးဘာသာဝိဒါမနဲ့
အဲအောင်ဒီလို့အားလုံးပဲသုံးတာနော်သုံးချိန်ခေါ်ဆိုပေးကြပါရှင်အောင်ဒီလားဟဲ天你也要骗不？骗来。哎呀，那现在呢，你。ပြောင်းလိုက်ဝင်ထောင်းတော်ထောင်းတော်ရှင်ဒီမှာပြည့်စုံတော်ရဲ့ဝိသေယတိတော်များကုန်သောဒီဝိဆရာတော်ဘုရားကြီးတို့ကဆရာအစရှိသောကောင်းလိုက်ပါဘုံကြီးရှိသုံးတော်များနေတယ်ကွာဒီကြည့်ရဒီကြည့်ရတာတို့ဒီကရမပေါင်းတော်ကောင်းတော့ကိုယ်နဲ့ကျောင်းရောက်တဲ့ဝိညာဉ်ကြီးနဲ့မှာပဲပြန်တယ်တော့ကြွားရောက်ဆောက်တော်မကြတဲ့အတွက်ယူနေသေးတာဆိုကြားလို့ယူတာကိုဘာမှမလုပ်တော့စိတ်မှန်ကတို့ရဲ့သားလေးမောင်တရားမင်းထန်လို့လည်းပြီးတော့သူ့စိတ်ကလည်းမြင်ပြရတဲ့အတိုင်းပဲနော်မြင်ပြရတဲ့အတိုင်းရုံပြားကြီးကိုသူသားပြည့်စုံဒီရုံဆိုပြီးတော့ဘယ်တော့ဒီအခါလေးဒီတော်များကြီးကိုဒီကဖြစ်ပါတယ်အရင်ဒီတော်များကြီးကိုတို့ဒီကကြီးမှာဖြစ်တဲ့ကြောင့်လည်းဘယ်သူမှမကြတဲ့အဲ့ဒါသိုးထောင်ကြပါလိမ့်မယ်
အိတ်ထဲချိန်ပါပြီသေယူလို့ကျန်တာလို့အိတ်ထဲချိန်ပါပြီသေယူလို့ကျန်တာလို့ဒီကကိုစိတ်နှပါပြီလို့ကြပါလို့မနေအစစ်ကကိုစိတ်နှပါပြီအာYou are the super melody
ရရလာယူနေနိုင်တယ်ရရလာနေတော့ဒီဆိုသာမောင်စရာမင်းခံလူသားတို့ကနေပြီးတော့သူသားပြေဆုံးနိုင်ငံတော်ဒီတော်မြတ်ကြီးကိုဘယ်ဆိုလူသားထားတာဖြစ်ပါတယ်ဗျာယနေ့တဲ့ကြောင့်ရှိအောင်တော့ဥသောတရားတော်ရှင်များကိုအာယုံသွားနေသွန်ကတ်ပြီးတော်ပြီးတော့ဒီတော့ကြအမြပေးဝင်မှာဖြစ်ပါတယ်ဒါကြောင့်တို့ကျမ်းစာပိဋကပေါင်းတော်ကောင်းများကနေပြီးတော့ယောဂီတော်မရတိကာရစိတ်ကနှလုံးအောင်လေးတွေထားပြီးတော့ဩဃာတကရောကံလေးစလိုက်ကြပါစို့မာလိနာဝန်တော်တကုကြည်ခြင်းနဲ့ပြည့်စုံနိုင်ပါ၏သမ္မာတရားတော်များ၏ဂုဏသောခန္ဓာသာပစ္စဒဝိရိဒဘောအစုံဘဝဆုံးမြတ်သောပါသောဂုဏတော်ကိုဘုရားပူဇော်ရခြင်းဒီမှာပညာဝန်တော်ပညာရှိခြင်းနဲ့ပြည့်စုံနိုင်ပါ၏သာယနာပေါင်းများကျော်ဝါခြင်းဤဟူသောအကျိုးတရားများရရှိနိုင်ကြကားအဆုံးဘဝနောက်ကာလ၌မဉ္ဇဉ်ပူညာနိဗ္ဗာန်ဤဟူသောသာသာမြတ်ကိုသင်မြတ်သောစွာအကျင့်သာ၍လွယ်ကူသောရနိုင်ရောက်နိုင်မျက်မှောက်ပြုနိုင်ရသည်ဖြစ်စေမယမန္တိသန္တာရဝန္တဒုက္ခတောဘောဓနာထာယသီတရဏီနာသောမအသောယတရဏဂုဏေသဟတဝါသေသတိလံအာဘန္တိလယဟောတုဣဒံနောဘုံညံမဂ္ဂဖလနိဗ္ဗာန်ဒုက္ခသာယေသယောဟောတုဣဒရဏိလောယံပဋ္ဌာနာသမသဝနာကလောယံပဋ္ဌာနာသမသဝနာကလောယံပဋ္ဌာနာနမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယတနုဝဝတောယကနိဝတ္တေတိဝေဒနာယမိဒေဝနုယောသနောရတေနိဝမတ္တိတောသောကံတုပတိသုံးသောသဗ္ဗဂိဉ္စီနပတ္တိသိနာဂိဉ္စီယာရောသနာပရိကံသိညာနိညာမိညာသာဒုက္ခမိသိယမာရယနာရိယဗုဒ္ဓမာယုတာဧကဣဒံတရဏိတိနောဝန္တယာနောယဝနာသဝိတမိနောဧတံတတေနိတိယဗမမေနာဝိဟာရမိဒဘာဟုဧရေန္တဒုက္ခကမ္မတိနဝန္တတနေနာသဗ္ဗနောကာမိလောအနုတရောမုဒိတာဓမ္မသာရတိသတ္တဧဝမနောမနမုသောဘဂဝါဘဂဝနောဘဂဝနာနာအနုနိမေသာဝမင်္ဂနေသာသောသမနာဘောဓဂုဏနာသတ္တောမ
အဘေကဝါလုံးသူပိနာကန္နာဘောရာနုဘဝေနာဝိနာသာမင်းတုယံတော်နိမေတဝမေကလေသာသင်္ကျေသင်္စေကြပါစေသင်ရလိုခြင်းအသင်္ကျေသင်္စေကြပါစေလိုအပ်ခြင်းခြင်းအပါခြင်းသင်္စေကြပါစေအသင်သေးခြင်းအသင်ခြင်းသင်္စေကြပါစေသင်ရလိုခြင်းအသင်ခြင်းသင်္စေကြပါစေသာဓုခေါ်ဒီနေ့အမေတို့ဒီတော်ရင်မြတ်ပါတိထာကိုပဲတဲ့၎င်းဗုဒ္ဓရဲ့ကာကလသမယဗုဒ္ဓကိစ္စဓမ္မကိစ္စသံဃာကိစ္စလို့ခေါ်တဲ့ယရဏသုံးပါးနဲ့စပ်ပြီးတော့မှပူဇော်ကြတာဖြစ်ခြင်းကြောင့်ယရဏတရားပူဇာတဲ့ဆရာကိုလည်းပူဇော်ခွင့်ရတယ်တရားကိုလည်းပူဇော်ခွင့်ရတယ်သံဃာကိုလည်းပူဇော်ခွင့်ရတယ်အကြောင်းခံလိုက်တာကတော့ငရုံဗုဒ္ဓယုံပေါ်ဆင်းပြီးတော့မြတ်နေသာတင်ပြီးတော့မှရည်စက်ကြဝဲသိရင်ကျင်းပါခဲ့တာဒါပေမဲ့လို့အဲ့ဒါဗုဒ္ဓတို့ခေါ်တဲ့ဘုရားကိုလည်းပူဇော်ခွင့်ရတယ်မြတ်စွာဘုရားဟောပေါ်ညွှန်ပြဆုံးမတော်မူခဲ့တဲ့တရားတော်တွေနဲ့နာမနာဂမသာခွင့်ရတယ်ကျောင်းတော်မူလိုက်တဲ့ဇာတော်သံဃာတော်ရှင်များကိုလည်းပူဇော်လူတန်းခွင့်နေရတယ်အဲကြောင့်မို့လို့သုဘုရားဘာသာဝင်တော်ရှင်များအလူကောင်းမှုတို့ကိုပြုခဲ့ပြီဆိုခဲ့လို့ရှိရင်ယရဏသုံးပါးဥထိတ်ထားပြီးတော့မှပြုလုပ်ကြသည်အားလျော်စွာပေါ့ယရဏသုံးပါးပူဇော်တဲ့ပွဲယရဏတရားပူဇော်ပွဲလို့ဒီလိုခေါ်ရမှာဖြစ်ပါတယ်ဒီလိုယရဏတရားယရဏတဲ့အဘမအောင်းမေအမရမှုသည်တရားတော်ကိုကိုယ်ဝယ်ကြပြီကျင့်ကြံကြပြီသိက္ခာကြပြီရမယ်အဲတော့ဓမ္မတရားရဲ့ဂုဏ်တော်ကိုအာရဘအောင်းမေအမရမှုသည်ဓမ္မနုဿတိဓမ္မနုဿတိပြီတဲ့ပုဂ္ဂိုလ်၏အရာကိုယ်ဝယ်သိက္ခာတတ်ရှိတယ်ဂုဏ်တော်အရာကိုယ်ဝယ်သိက္ခာနုဿတိသံဃာဂုဏ်တော်ကိုအာရဘအာယုံပြု၍ဥပ္ပန္နဖြစ်သောအနုဿတိအဘမအောင်းမေအမရမှုသည်သံဃာနုဿတိသံဃာနုဿတိပြည်တယ်အဲ့တော့ယရဏသုံးပါးဥဒိဋ္ဌပြီးတော့မှအတွက်ဒါကြောင့်စိတ်ကလည်းစင်ကြယ်တယ်ပါမောဇာဥပ္ပဇ္ဇတိဝမ်းမြောက်ဝမ်းသာလည်းဖြစ်တယ်အဲ့ဒါကအတိတ်ကကြပါတယ်ဉာဏ်ကြီးတွေကင်းဝေးစင်ကြယ်ရမယ်အကုသိုလ်ကိလေသာဉာဏ်ကြီးတွေကင်းဝေးစင်ကြယ်ဖို့ဆိုရင်တော့တရားတော်ကိုပူဇော်ကြတဲ့နေရာမှာဂုဏ်တော်ရောက်အောင်ပူဇော်ရမယ်နောက်တစ်ခါတတ်တာသံဃာအနုတ္တရပြီးတော့မှတရားကျင့်ကြံပြအောင်ပေါ့ကုသိုလ်တရားတိုးပွားရလေအောင်သူကြည်ကြရအောင်၆ကြိမ်မြောက်တာတန်တဟတွင်ပလိထွေညာအရှိတောင်၌ညရောင်လိုလိုရေညိုပြည့်လျာရှားပန်းညိုရိုပန်းမျိုးစုံသည်မုဆလိန်နာအိုင်သာဖြာခြင်းရှိပင်ရင်ဝဲသနေလူစီသံပေနေသောမိုးလေထံပြင်းသောချခြင်းကြောင့်ရွေမင်းရဟသဘင်းဖြန့်လည်းရဲ့ရှိရတကူသောင်းငါမူသည်ရှင်ကျိုးသဘာတော်ကြောင့်ကိုမုသလိန်နာတတ္တမှာတရင်သုံးတဲ့အနေထားလေးရှိမယ်ဆိုကြလို့ရှိရင်မြတ်စွာဘုရားတခင်ကိုရောမြတ်အဇံပါဏတတ္တဘဂဝန္တမြတ်စွာဘုရားကိုဩနာအပူရဏိမာပန္တိဋ္ဌမငင်းတဲ့ပါစေနဲ့ဘဂဝန္တမြတ်စွာဘုရားကိုတဏ္ဍမကသဝန္တတပ္ပတိသဗ္ဗသမ္ပသောရှင်နေမဲ့တဲ့လေးမတိုက်ပါစေနဲ့ဆိုပြီးတော့မှခနာကရေအိမ်မှာရှိတဲ့နဂါကြီးကမှလည်းဟိုမိုင်းချင်းမို့ရှင်ခုပြနေတဲ့အချိန်ဒီဥရန်စကားလေးကိုပြောခဲ့ပါတယ်လူကိုဝေဝေကောသုံးတန်တန်သုံးတန်ဓမ္မသဘာသံတော်အမေညာလေးကိုတော့ရောင်ရဲခြင်းဖြင့်ရောင်ရဲတာတော်
ဒုက္ခဓမ္မသာရှင်ပြီးသောသစ္စာလေးပါးတရားရှိတတ်သောပညာမျက်စိဖြင့်တရားပြီးသောတရားတို့ကိုမြင်သိတတ်သောခိဏတော်ဝနာယာနာဘောဘဝေဝေကောနိဗ္ဗာန်လေးချိန်မြောက်ထသတ္တဟတွင်ဟောဒီဘေနှင့်ပလင်ထွန်းတာအနောက်မြောက်ဝဲအလောက်ဝဲရာယရဏရိပ်ငြိမ်ဆိုင်ရွေအိမ်၌ငြိမ်ငြိမ်ဖန်ခမ်းဘိဓမ္မာကိုမဟာညာနာသာဂရဖြင့်အောင်ခန်းသဖြင့်ညောင်ပလဲမဝနာတော်ယောယံကဓမ္မယုံသာပြီးသောမဟာဂုဏ်ဘုရားကိုမနတိအတုဖြင့်ကျင့်လို့စွာလျံတောက်လည်းဝမ်းမြောက်ခြင်းဖြစ်ကြပါစေကုန်သတည်းဒီဘယ်နှကုံသုံးပါးနဲ့ငါးပါးသီလကိုယုံကြည်စွာခံယူဖောက်တည်လျက်ရသော်ဘုရားရှင်၏၆ကြိမ်မြောက်တတ္တဟတွင်စံနေတော်မူသောမုသလိန်နာနဂါမင်းကြီး၏ရုပ်ဘွားတော်ရုပ်သူတော်နှင့်တကွာရသော်ဘုရားရှင်၏ရုပ်ဘွားတော်များကိုသီထားကိုယ်ွယ်ခြင်းမဟာဒါနာကုသိုလ်ကြီးကိုသေနာသုံးတံသုဘာတိဖျာထိုကဲ့သို့သူရရသောအကျိုးတရားများကိုသိရှိနာကြားရခြင်းဘာဝနာဖြစ်သောနိဗ္ဗာန်သို့မြတ်မောပြုအပ်ပါလို၏အရှင်ဖျားယနေ့ယခုပြုအပ်သောမဟာဒါနမဟာကုသိုလ်၏အဖို့ဘာကကိုရှိမရှိသောမိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းဆရာသခင်ကျေးဇူးရှင်တို့အား၎င်းသန္တရာဆက်ဆက်ဘဝအဆက်ဆက်တို့ထခဲ့ကြသောမိဟောင်းဖာဟောင်းဆွေဟောင်းမျိုးဟောင်းဆရာသမားအပေါင်းတို့အား၎င်းကုသောနတ်မှာအစာထား၍အိမ်ဆောင်နာဆံဆောင်နာလမ်းဆောင်နာရက်ွယ်ဆောင်နာမြို့ရွာဆောင်နာဒေဒီဆောင်နာကျောင်းဆောင်နာတောဆောင်နာတောင်ဆောင်နာအာကသဇုဘုံမဇုယုဂဇုအပေါင်းတို့အား၎င်းကိုယ်မောမာနီအမျိုးပေါင်းကိုယ်ကလေးရှိသောဝိနည်းတတဝါအပေါင်းတို့အား၎င်းရေထဲမှနီအမျိုးပေါင်းဆယ်ကလေးများရှိသောဝိနည်းတတဝါအပေါင်းတို့အား၎င်းကိုယ်မကြံရေမကြံသဗ္ဗိတ္တာတတဝါပေါင်းတို့အား၎င်းနတ်တို့တည်းတရားမင်းလူတို့တည်းပြည့်ရှင်မင်းရတည်းဓမ္မမင်းတို့အား၎င်းဓမ္မပြည်20နတ်ပြည်6ခါလူကြီးအပယ်လေးဘုံစုစုပေါင်း30ဘုံဆိုင်ရေလေကျစားသွားလာလှူရှားလျက်ရှိကြသောဝိနည်းယသုခိတာဒုက္ခိတာသတ္တဝါအပေါင်းတို့အား၎င်းရှင်းအောင်သမိုင်းဝင်ဖောင်းတော်ပြန်သံတော်ရှင်ဒီတော်မြတ်ကြီးကုန်းတော်ပေါ်၌ရှိကြသောမြင်အမမြင်အလေးဒီတကူရှင်မကျွတ်မလွတ်သောပုဂ္ဂိုလ်တ attva အပေါင်းတို့အား၎င်းဝိသေသတော်
အထူးအားဖြင့်နဂယုံဒီတော်မြတ်ကြီးကိုတည်ထားကြသောအလူရှင်အလူမမိသားစုဆရာသမားဥဆောင်ဦးရွယ်ပြုကြကုန်သောကုညီဝိုင်းဝန်းကြကုန်သောပုဂ္ဂိုလ်တ attva အပေါင်းတို့အား၎င်းကိုယ်တန်ကျော်သောတိုက်ချုပ်တိုက်လိုက်ရှင်တိုက်ဆောင်ပေါင်းတို့နဲ့တကွာဘောဂဝရီနဂါတိုင်းဒီမှာဖျားတိုက်ဆောင်ဖြစ်သောဘောဂဝရီနဂါမေတော်ကြီးအားအမြတ်ပေးဝေပါ၏အကျဉ်းတို့နဲ့အတူထပ်တူဆမ်းမြဝမ်းမြောက်ဝမ်းသာကြည်နူးစွာဖြင့်သာဓုနမောရဏခေါ်ဆိုနိုင်ကြပါစေဝတ္တုံတရေဤနေကြီးသည်ယနေ့ယခုပြုအပ်သောမဟာဒါနမဟာကုသိုလ်ဤအဖို့ဘာကကိုမိနေညသောယခုကဲ့သို့ရည်စက်သွန်းချတက်တည်ထားလိုက်သဖြင့်လှုပ်ခါ၍တုံခါ၍တက်တည်ရာ၌ဒီပါစီသာအရှင်ဖျားမိဘဘိုးဘွားဆရာသမားလိုက်ဆိုမိဘဘိုးဘွားဆရာသမားအစထား၍အာလုံးကြာကြာသမျှအကျဉ်လူတော်မူကြပါကုန်လောသာဓုသာဓုသာဓုမိဘဘိုးဘွားဆရာသမားအစာထား၍အာလုံးကြာကြာသမျှအကျဉ်လူတော်မူကြပါကုန်လောသာဓုသာဓုသာဓုမိဘဘိုးဘွားဆရာဓမ္မအစာထား၍အာလုံးကြာကြာသမျှအမြလူတော်မူကြပါကုန်လောသာဓုသာဓုသာဓု
ရစီရသာမနာသာရတာဒီကျေလို့ခနာတရားတရားနဲ့ဟာဒီရမိရမှာသာရတာဒီကျေလို့တရားတရားနဲ့ဟာဒီရမိရမှာဒီလူကအလိုပါများဘုရားဆိုင်ရန်ရဟောလို့ခေါ်မှာအ
သူတပြေလို့ခဝေရွှေရည်ချမ်းလောင်းလို့တောင်းဆုံးပေါင်းချွေကဘာမြေအမေပြုတ်တဲ့လူတို့အားလုံးချမ်းသာချမ်းသာစေမြန်မာနိုင်ငံတော်ဝဲမင်းတစ်ခေတ်ကုန်လေတဲ့ပိုင်ရှင်းလက်သမားဆင်းရဲတာမကြံမေလူရချမ်းသာပြေဝစေအောင်ပါစေမြန်မာနိုင်ငံတော်ဝဲမင်းတစ်ခေတ်ကုန်လေတဲ့ပိုင်ရှင်းလက်သမားဆင်းရဲတာမကြံမေလူရချမ်းသာပြေဝစေအောင်ပါစေကျွန်တော်ဒီလာမြတ်တာဝဲလေဖြာဝိခါချွေရံပြီးတိုင်းတော်ရစီတိုင်းအောင်ပါစေ အောင်ပါလေဒေတုနဲ့ချွေသပြေနုခက်ဝေရွှေရန်လောင်းလို့တောင်းစုပါချွေကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါလေအောင်ပါလေဒေတုနဲ့ချွေသပြေနုခက်ဝေရွှေရန်လောင်းလို့တောင်းစုပါချွေကဘာမြေအမိပြုတဲ့လူတို့အားလုံးကြမှာချမ်းပါလေဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှင်းလေသမားဆင်းရဲတာမကြံမေလူရဆန္ဒပြေဝစေအောင်ပါပဲဗမာနိုင်ငံတော်ဝဲမင်းတစ်ထက်ကုန်တယ်လေပိုက်ရှင်းလေသမားဆင်းရဲတာမကြံမေလူရဆန္ဒပြေဝစေအောင်ပါပဲရွှေမတင်းရဲ့စေနာမြစ်တာဝဲဝဲပြားလိခါချွေမြန်ပြေးတိုင်းပေါင်းကြောက်စီတိုင်းအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့သမီးသားရေးလေအောင်ပါလေစီးပွားရေးရဲ့ကြီးပွားရေးရဲ့သမီးသားရေးလေအောင်ပါလေသူတော်ဟမ်းမှာလှူထောင်းမဲ့သူတွေအောင်ပါလေမင်္ဂလာရမြလက်ထမဲ့သူတွေအောင်ပါလေသူတော်ဟမ်းမှာလှူထောင်းမဲ့သူတွေအောင်ပါလေမင်္ဂလာရမြလက်ထ
သွားသွားတာတဲတဲ့ကြက်တီရှိပါလားကဗျာအေးတူးမြစ်တာတူးမှာ哦ကွာနော်မှန်ပါတဝူးမြစ်တာတဝူးမှာကူကဆက်ဆံပြုံးပြန်ပါပြီအေကမလွယ်အမမပဲပြီတဝူးမြစ်တာတဝူးမှာကူကဆက်ဆံပြုံးပြန်ပါပြီအေကမလွယ်အမမပဲဒီရွှေမမဟောင်းတင်ကြည်လင်သောမြစ်တာတကုံသိမှကြပဲလိမ့်မည်ဘာသာဆင်ကြတဲ့လူတို့မိသားကြီးကစုံကြီးမုံမုံမြက်မြက်နဲ့သာအားပေးတယ်လို့ကျွန်တော်ယုံကြည်ရွှေမမအောင်တင်ကြည်လင်သောမြစ်တာတက်ကိုပြီးမှတ်ကြပဲလိမ့်မည်ဘာသာဆင်ကြတဲ့လူတို့မိသားကြီးကစုံကြီးမုံမုံမြက်မြက်နဲ့သာအားပေးတယ်လို့ကျွန်တော်ယုံကြည်ပြည်သူပြည်သားအပေါင်းကရှင်းလာဘွားလို့မြစ်တာထားပဲသည်ကျွန်တော်လည်းထော်ဒီလကောထော်ဒီလကောထော်ဒီလကောစီးပွားရေးချဲနေကောင်းလို့ကြောင်းပါသေးကြောင်းဆုတောင်းခဲ့ပါသည်ကြီးမျိုးကြီးစေးမြစ်တာပို့တာလားဟဲ့မြစ်တာပေါ်မှာတော့ဓာတ်ရှင်ရင်ဟုတ်ပါဓာတ်ဆရာခင်ဗျဟာခါမလစ်လာဘူးလို့ဒါမှလည်းနေရာကြဘူးအေးအခါခါသိမရိပ်ရိုက်ပါဘူးကြောက်စားတိုင်းကြီးဘုံတို့ကြီးအတီးရွှေမန်းတီးရဲ့ကြန့်ခိုင်းပါပါလေကြီးရောင်ကြီးအခါခါသိမရိပ်ရိုက်ပါဘူးကြောက်စားတိုင်းကြီးဘုံတို့ကြီးအတီးမန္တေရဲ့ကြံ့ခိုင်းပါပါလေဤနာကုန်ဤဒီကဘာဒီလို့ဤနာဤလို့ဒီမှာတော့နာမေပါတီလောက်တာသာပြကနေဒီတော့ပါလေဒီလို့ဤနာဤလို့ဒီမှာတော့နာမေပါတီလောက်တာသာပြကနေဒီမြစ်တာတော့ပြန်ရပါလေရှင်းမိတ်ဆွေများကိုဒီကျွန်တော်လည်းထော်ဒီလကောင်ထော်ဒီလကောင်ထော်ဒီလကောင်စီးပွားရေးချဲနေတောင်းလို့ရမှာပဲရောက်သူတောင်းရပါပြီ